ဒီနေ့သင်ခန်းစာမှာဆိုရင်တော့ကျွန်တော်တို့လာလီလူလေးလို့ပေါ့နော်အဲ့ဒါရဲ့ဝါရယ်ပေါ့နော်အဲ့ဒါလေးကိုရေးဖို့ရင်းနှီးလေးကိုသင်ကြားရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီဘက်ကတော့ဟိဒါကနာရှိမယ်ဒီဘက်ကတော့ခတ္တခဏရှိမယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်အနေနဲ့ဟိဒါကနာကိုရေးမယ်ဆိုလို့ရှိရင်လာလေးကိုရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ကနေတစ်ချက်လာမယ်ပြီးရင်ချစ်ချလိုက်မယ်ပေါ့နော်အဲ့အပေါ်ကနေတစ်ချက်လာပြီးတော့အပေါ်ပြန်ကွန်းလိုက်မယ်ပြီးရင်ဒုတိယတစ်ချက်အနေနဲ့အောက်ကိုလာမယ်ပြီးရင်အပေါ်တက်ပြီးတော့အောက်ကိုဖြောချလိုက်မယ်ပေါ့နော်ဒါကလာလီလူလေးလို့ပေါ့နော်ဒါလာပေါ့နော်လာလီလူလေးရဲ့လာလီဖြစ်ပါတယ်အဲ့တော့သူကပထမတစ်ချက်ဆွဲမယ်ဒုတိယတစ်ချက်လာမယ်ပြီးရင်အောက်ကိုဝိုက်ချလိုက်ပေါ့နော်ဒါဆိုရင်တော့လာပေါ့နော်လာလို့ဖတ်လို့ရတယ်လို့လာလို့လည်းဖတ်လို့ရတယ်ပေါ့နော်လာရာကောက်တန် view ဆိုလို့ရှိရင်လာတန်နဲ့ဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခတ္တခဏရဲ့ရပေါ့နော်အဲ့တော့ခတ္တခဏရဲ့ရဘာလေးနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာသင်ခဲ့ရတဲ့ဒီပေါ့နော်ဒီဟာလေးမပါဘူးဆိုရင်ဒီဟာလေးကဖူလေးပေါ့နော်အဲ့တော့ဖူလေးနဲ့တူပါတယ်အဲ့တော့ဖူလေးကိုအပေါ်ကနေဒုတ်ချောက်လေးတစ်ချောင်းတင်လိုက်တယ်ပေါ့နော်အဲ့ဒါလေးကအလားဖြစ်သွားတယ်ပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်ညီညာလေးပဲဆွဲမယ်ပေါ့နော်တစ်ချက်ဆွဲမယ်ပြီးရင်ဒုတိယတစ်ချက်အနေနဲ့လာပြီးအောက်ကိုဖြောချလိုက်ပေါ့နော်အဲ့တော့ဒီမှာတော့ပုံလေးမှာတော့ဒီဟာလေးကတိုးနေတယ်ပေါ့နော်အဲ့ဒါချစ်ချီလေးဆွဲလိုက်လို့ရပါတယ်နော်အဲ့တော့တစ်ချက်ဆွဲမယ်ဒုတိယတစ်ချက်အောက်ကိုလာပြီးတော့ဝိုက်ဝိုက်ကလေးနဲ့ဆွဲချလိုက်မယ်ပေါ့နော်အဲ့တော့ဒီဟာကိုမှားတဲ့တာကြတော့ကျွန်တော်တို့ကဒီလိုမျိုးကြီးသွားမဆွဲနဲ့ပေါ့နော်ဒီလိုမျိုးလေးဝိုက်ဝိုက်ကလေးသွားရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့လာဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့နောက်တစ်ခုတောင်းမယ်နောက်တစ်ခုဆိုရင်ကျွန်တော်တို့ re ကတော့ trade to ပြောင်းလဲတာမျိုးမရှိဘူးဒီနေရာလေးပဲကွာသွားတယ်ပေါ့နော်ဒီမှာအခြေလေးမပါတာနဲ့ရှစ်တာပါတာနဲ့အဲ့ဒါလေးပဲကျန်တယ်အဲ့တော့ဒီကနေအပေါ်ကနေလာမယ်အပေါ်ကိုရှစ်လိုက်မယ်ပေါ့နော်ပြီးရင်အောက်ကိုဖြောချလိုက်မယ်ရှိလေးအဲ့တော့တစ်ချက်ဆွဲချမယ်ဒုတိယတစ်ချက်အောက်ကိုဖြောချမယ်ပေါ့နော်ဒါကတော့ re အော်ဒီဘက်က re ကတော့ခတ္တခဏ re ကတော့လေတယ်ထုတ်ချောက်တစ်ချောင်းဆွဲမယ်ပြီးတော့နောက်တစ်ချောင်းကိုညီညီလေးဆွဲပြီးအောက်ကိုတက်ဆွဲပြီးဖြောချလိုက်ပေါ့နော်တစ်ချက်ဆွဲမယ်နှစ်ချက်ပေါ့နော်ဒါဆိုရင်ခတ္တခဏရဲ့re ပေါ့နော်အဲ့တော့ဒီမှာတော့အဖြစ်နေပေါ့နော် ri re ဖြစ်ရမယ်ပေါ့နော်အဲ့တော့ re ပေါ့နော် re ဆိုပြီးတော့အတန်မျိုးတွေထွက်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ re ပြီးလို့ရှိရင် root ကိုလာမယ်root မှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ထဲနဲ့ဆွဲရတယ်ပေါ့နော်အဲ့တော့ဆက်ကိုသူ့ကိုဆွဲကြတာနံပါတ်3ကြီးနဲ့တူအောင်ရေးကြကြပေါ့နော်ဒီလိုမျိုးတော့မရေးပါနဲ့ပေါ့နော်ဒီနေရာကြီးကသူ့မှာရှည်လေးရှိရလေအဲ့တော့ရှည်လေးဆွဲပြီးပြီပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်အပေါ်လာမယ်ပြီးရင်အောက်ကိုပြန်ဝိုက်ပြီးတော့ဒီနေရာမှာအဆုံးလေးတက်လိုက်မယ်ပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်ပြီးရင်ရှည်ဆွဲမယ်ပြီးရင်အပေါ်လာမယ်လာပြီးတော့အောက်ကိုလာပြီးတော့ဒီနေရာမှာရက်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ root လေးဖြစ်တယ်ပေါ့နော်အော်ဒီဘက်က root လေးကတော့ကြောချင်းကတ်ရက်လေးဖြစ်နေတယ်အော်တစ်ချက်ကအပေါ်ကနေအောက်ကိုဆွဲချမယ်ပေါ့နော်အောက်ကိုဆွဲချမယ်ဒုတိယတစ်ချက်ကတက်လာပြီးတော့နော်ကြောချင်းကတ်တဲ့ပုံစံမျိုးလေးနော်ဒီပုံစံမျိုးလေးတွားမှာဖြစ်ပါတယ် root lu ဆိုပြီးအတန်ထွက်ရတာမျိုးရှိပေါ့နော်ဒါကတော့ root ဖြစ်ပါတယ်အဲ့တော့ root ပြီးလို့ရှိရင်နောက်တစ်ခု re လာတယ်ပေါ့နော်အဲ့တော့ re ကကျွန်တော်တို့က ne လို့နဲ့မှားတယ်ပေါ့နော် ne ဆိုလို့ရှိရင်ဒီကလာပြီးတော့ဒီနေရာမှာရက်လိုက်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ဒီမှာ re ကြတော့ရှိရင်သူကအပေါ်ပြန်ကိုရမယ်အဲ့တော့တစ်ချောင်းဆွဲမယ်ပေါ့နော်တစ်ချောင်းဆွဲမယ်ပြီးရင်လာမယ်ဒီကနေလာမယ်လာပြီးလို့ရှိရင်အပေါ်ပြန်တက်ပြီးတော့အောက်ကိုတက်ပြန်ဆင်းပြီးတော့အမှ white နေမယ်ပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်နှစ်ချက်မြောက်ဆွဲမယ်အပေါ်တက်မယ်အောက်ကိုလာမယ်ပြီးမှကွန်ထက်လိုက်မယ်ပေါ့နော်ဒီအောက်ရှည်လေးတွေကညီနေရမယ်ပေါ့နော်ဒီအောက်ရှည်လေးကညီလေးဆွဲရင်တော့ပို့ပြီးတော့လှမယ်ပေါ့နော်အော်ဒီဘက်က ray ကကြတော့ဒီဘက်က root ကိုဒီဘက်ကဟာလေးဖြုတ်ထားတာပေါ့နော်အဲ့ဒါ ray ပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်အပေါ်ကွန်လိုက်မယ်တစ်ချက်ဆွဲမယ်အပေါ်ကွန်လိုက်မယ်နော်ဒါလေးက ray အဲ့တော့ ray လေဆိုပြီးတော့ထွက်ရတာမျိုးကြီးရှိပါတယ်အဲ့တော့နောက်တစ်ခုက raw ဆိုလို့ရှိရင်ဒီကဟာလေးပါလိုက်မယ်ဆိုရင် root ပေါ့ root ဖြစ်ပါတော့နော် root ကိုမှဒီဟာလေးဖြုတ်ထားတာအဲ့လိုမျိုးမှတ်ထားရမယ်အဲ့နံပါတ်3ကြီးနဲ့တူအောင်မရေးနဲ့ပေါ့နော်နံပါတ်3ကြီးနဲ့တူအောင်မရေးနဲ့ဒီဟာလေးရှည်လေးဆွဲပေးလိုက်ပေါ့နော်အဲ့တော့တစ်ချက်ဆွဲမယ်အောက်ကိုလာမယ်အပေါ်တက်ပြီးတော့မှအောက်ကိုဖြောချလိုက်မယ်ပေါ့နော်အော်ဒီဘက်ကခတ္တခဏကတော့ဒါကျွန်တော်တို့ခန်းကြီးမှာဆိုရင်ခုချီဗဇက်ကိုကိုစားပြီးတဲ့ခန်းကြီးတွေပေါ့နော်ဗဇက်ကိုပြောတဲ့ခန်းကြီးတွေအဲ့တော့ဒီကတော့ root raw ပေါ့နော် rawတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်အောက်ကိုရှာမယ်သုံးချက်ပိတ်လိုက်မယ်အဲ့တော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်အောက်ကိုရှာမယ်သုံးချက်ပိတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ row ပေါ့နော်အဲ့တော့
roll lock roll lock roll low roll ဆိုပြီးတော့ထွက်ရတာမျိုးရှိပါတယ်ပေါ့နော်